ဒေါ်ရင်မြဲကဒီနောက်ပိုင်းမှာစူစူပူပူလှုပ်တတ်တယ်လို့သူယောက်ျားကိုချစ်ထွန်းကိုလည်းသူ့မကောင်းကြောင်းပြော၍တိုင်တတ်တယ်ချွေးမနဲ့ရောက်ခမကဘာဦးကလေးကမတဲကြဟုဆိုတော့လေမဝိုင်းတီရောက်ခမကြီးပေါ်အမြင်ဆောင်နေတတ်သူတော့မဟုတ်ပါသူဝတ္တရားရှိသေး၍တော့ရောက်ခမပေါ်မညုံမငင်ဖြစ်ပြုစုပေးပါလေသို့တော်လည်းရောက်ခမဖြစ်သူဒေါ်အိမ်မြဲကသူ့အားစီလိုအပေါက်ရှာအပြစ်မြင်တတ်တော့လေအခက်သားဇာနီထွန်းကစွန်းစလုံးကိုယူ၍အိမ်ရှိထွက်လာခဲ့တယ်ကိုရင်နန္ဒီရသည်စွန်းလာလောင်းသောဇာနီထွန်းကိုကြည့်၍ပျော့ဖက်ဖက်နိုင်လာသည်ဖြစ်ရာဇာနီမင်းနေမကောင်းဘူးလားမင်းကြီးရတာအားနေနေတယ်လို့ပဲခါတိုင်းဇာနီထွန်းရောခိုင်မြဲထွန်းရောသူတို့ညီကိုညောင်စလုံးကအင်မတန်တွက်လက်ဖြတ်လက်ကြသည်ဖြစ်တယ်ယခုဇာနီထွန်းကြည့်ရတာအားအင်ကုန်ခန်းနေသလိုနွမ်းနွမ်းဖက်ဖက်ရှိနေသည်ဖြစ်ရာကိုရင်နန္ဒီရကဆက်ဆုလိုက်လေတယ်ဇာနီထွန်းကအပြုံးရဲရဲဖြင့်မနက်ကလက်မောင်းတောင်းတွင်းရင်ငင်းရတယ်ဗျာရင်ငင်ပြီးတော့နားမလားအောင်းမိတယ်မနာပါဘူးကိုရင်တပည့်တော်ညီကိုနှစ်ယောက်ဖွားဖွားခန်းရှိရဖြတ်သွားတော့ခေါ်နှင်းခိုင်းတယ်လေအဲ့ဒါတယောက်တည်းစီနေပေးနေရတယ်ရင်ငင်ရတာဒီလောက်မပင်ပန်းဘူးကိုရင်ဖွားဖွားယူနေပေးပြီးလူကိုနွမ်းဟိုက်သွားတာပဲကိုနေသားဇာနီထွန်းကညီညူညူထိုးထိုးဆိုလာလေတော့ကိုရင်နန္ဒီယာကပြုံးရင်းဖြင့်တက်ကြီးတွေကိုဖွားကိုပြုစုရတာလေကုသိုလ်ရပါတယ်ဇာနီယာရင်ငင်လုံးပင်ပန်းနေရတဲ့ကြားတွေကဇက်တိုက်နေပေးရလို့အားနေသွားတာနေမှာပါရော့မင်းတို့မောင်နှမ3ယောက်အတွက်ကိုရင်အလှခံလို့ရလာတဲ့မုတ်ကြောက်3ခုစွန့်ခဲ့မယ်ဒါလေးစားပြီးအားဖိလိုက်ကြနော်ထညရီရွှဲနေသောမုတ်ကြောက်3ခုကိုကိုရင်နန္ဒီယာကတပိတ်ဖုံးပေါ်တင်ထားမှယူပြီးဇာနီထွန်းအားစွန့်လိုက်သည်ဇာနီထွန်းကခလေးပြီးဟမ်းမင်းမဆောင်မုံများကိုလက်ခံယူလိုက်တယ်ကိုရင်နန္ဒီယာသည်ဇာနီထွန်းကိုကြော်၍အိမ်ထဲကိုလှမ်းကြည့်လိုက်တယ်လေးဒီလေးကန်ခြေလမ်းများဖြင့်ထွက်လာသောခိုင်မြဲထွန်းကိုမြင်လိုက်ရသည့်အခါစိတ်မကောင်းသလိုခံစားလိုက်ရလေတယ်ခိုင်မြဲထွန်းကြည့်ရသည်ကအလွန်မောဟိုက်နွမ်းနယ်လာသည့်ပုံပင်ခိုင်မြဲထွန်းကကြောင်းကိုလာလေတတ်တယ်လာလေတိုင်းသူသည်ကိုရင်ဝစ်ချင်ကြောင်းကိုရင်နန္ဒီယာအာရင်ဖွင့်လိရှိသူဖြစ်တယ်အိမ်မှာဆိုသူတို့ညီကိုနှစ်ယောက်ပင်ပန်းသည်ဟုဆိုတယ်သို့တော်စာအံရမှာကိုတော့ပြင်းသည်ဟုဆိုရှာတယ်ကိုရင်နန္ဒီယာလည်းဇွန်ကွန်ပြေဆုံးပြီးမို့ကျောင်းသို့ပြန်ကြွခဲ့လေတယ်လမ်းတွင်ကျောင်းသားနှစ်ယောက်ကခိုင်မြဲထွန်းတို့ညီကိုကျောင်းပြောလာကြတာကိုစိတ်ဝင်စားဖြင့်နားဆိုင်ထောင်းမိခဲ့တယ်ခိုင်မြဲထွန်းတို့ညီကိုနဲ့ကျောင်းသားနှစ်ယောက်မှကစားပေါ်ဖြစ်ကြတယ်ခိုင်မြဲထွန်းနဲ့ရွယ်သူကျောင်းသားညံပွင့်ကခိုင်မြရင်လိုမတန်တော့ဘူးကွာအရင်ကငါနဲ့လက်ဖွေလုံးတန်းကစားရင်ဒီကောင်မြဲနိုင်နေကြအခုဒီကောင်အားမရှိတော့ငါသူ့ကိုတာလီလဲချနိုင်နေပြီဟန်စောကထောက်ခံတယ်ဟုတ်တယ်နော်ကိုညံဒီကောင်လေးညီကိုရင်ကဆိုမတရားပြေးတန်စောတန်တာအခုဘာဖြစ်လဲမသိဘူးမှိုင်တွေလေးလီလေးကန်နဲ့ငါ့ကိုပြောတာတော့သူတို့ညီကိုအဖွားတော်ရင်မြဲကိုနှိပ်ပေးနင်းပေးပြီးခြေကုံလက်ပန်းကြကုန်တဲ့အဖွားလည်းတနေ့2ခါလောက်ကိုနင်းခိုင်းနေတယ်ကွာခိုင်မြမနေပေးခြင်းလို့ရှောင်းနေအဖွားဦးချစ်တုံးပြန်တိုင်တဲ့ဦးချစ်တုံးကသူ့အမေကိုနေမပေးရကောင်းလားဆိုပြီးတော့ညီကိုနှစ်ယောက်စလုံးရိုက်တယ်ဆိုပဲအင်းဘောခိုင်မြတို့ညီကိုခင်ဗျဦးချစ်တုံးရိုက်မှကြောက်ပြီးတော့နေမေးနေရရှာနေမယ်ကိုရင်ကမနေနိုင်တာကြောင့်ဝင်မေးလိုက်တယ်ညံပွင့်ခိုင်မြတို့ညီကိုဒီလိုဖြစ်တာဘယ်လောက်ကြာပြီလဲညံပွင့်ကလူရေးလဲပြီးသူ့ထင်မြင်ချက်ကိုပါပြောနေတယ်ဘာကြောင်မလဲဖေဟာ2လလောက်ရှိပြီတင်တယ်သူတို့ဘွားကိုနှိပ်ပေးနင်းပေးနေရတာကများတယ်သူတို့ဘွားကိုနှိပ်ပေးနင်းပေးရာကနေများအဖွားတော်ရင်မြဲစီကယောဂကူတာမပြောတတ်ပါဘူးတော်ရင်မြဲယောဂပန်းနာရင်ချက်ဆိုပဲအဲ့ဒီယောဂချောင်းထိုးဆိုပြီးတော့အမောမခံနိုင်ဘူးလို့ပြောတယ်ဖေထုံးနောက်တော့ကိုရင်ဒီကျောင်းရောက်သည့်အထိတိတ်ဆိတ်ငြိမ်သွားလေတယ်ကိုရင်နန္ဒီယာကတစုံတစ်ခုကိုနှိုင်းချွတ်စဉ်းစားလေရန်တူးလေတယ်ဥသူတော်တင်ပေးထားတဲ့လက်ဖက်အစီရင်နဲ့ခိုင်မြဲကိုခေါ်ပြီးတော့စမ်းကြည့်ရင်တော့အဖေမှန်သိရမှာပဲနေ့လေစွန်းစားပြီးချိန်ကျရင်ចောင်းသားတယောက်ကိုရွာထဲလှုပ်ပြီးတော့ခိုင်မြဲကိုခေါ်ခိုင်းလိမ့်မှာကိုရင်နန္ဒီယာသည်ဥသူတော်ကတင်ပေးထားသောပယောဂစင်ဒီဖြင့်ခိုင်မြဲထွန်းအားစစ်ဆေးကြည့်ရန်ဆုံးဖြတ်လိုက်လေတယ်